ဟုတ်ပြီဒီအပိုင်းလေးဒီတိရပြီဆိုတော့ကျွန်တော်တို့ဘယ်ပိုင်းလေးထားဆွဲမလဲဆိုရင်တကားပေါက်လေးလိုက်ထဲမယ်ဆိုရင်ရနော်ဒီမှာတကားထဲမယ်ဒီနားမှာတကားထဲမယ်ဒီမှာ window ထဲမယ်ဒီမှာ window ထဲမယ်ဒီနားမှာ rim ပေါက်ထဲမယ်ပေါ့နော်ဒီနားမှာအဲ့ဆို wall လေးရင်တယ် first floor second floor မှာ wall လေးရင်တယ်မှာကွာတော့ကြည့်လေကပြောက်နိုင်များလေကြည့်တယ်အပြူဆောင်းနေဒီတော့နည်းနည်းလေးပြင်လိုက်မယ်ဒီနားလေးမှာမှန်ချပေးလိုက်နော်ပေးစမလားဆောင်းနေငါမှတကားထဲမယ်နော်ကျွန်တော်တို့ကငါမှတကားပေါက်ထဲမယ်တကားပေါက်ထဲဖို့အတွက်ပဲတော့မှလဲ draw ဘာလို့ site လေးနဲ့ကြည့်လိုက်မှာဘယ်လောက်လဲဒီကောင် wish က၄ပြီလောက်ထားလိုက်မယ်နော် height က၈ပြီလောက်ထားလိုက်ဒါရပြီဒီတကားလိုမျိုးပဲဒီနားမှာလည်းတကားပေါက်ထားမယ်ဒီနားမှာsecond floor တော့နားမှာကျွန်တော်တို့ကလက်ရန်လေးဆက်မယ်နော် first floor တော့my ray ။
ဟုတ်ပြီနော်အပေါ်လေးနဲ့တင်ပလိုက်မယ်ရေလင်လေးဒီပေါ်မှာတင်ပလိုက်မှာပေါ့နော်ဒီပုံစံလေး execution sack pick it play ဘောကဒါလက်ရန်လေးရဲ့အပေါ်ဘောင်ခန်းလေးပေါ့နော်လက်ရန်ဘောင်လေးပေါ့ကျွန်တော်တို့အလူမီနီယံနဲ့လုပ်ထားလက်ရန်ဘောင်လေးအလူဟုတ်ပြီနော်ဒီပုံစံလေးရမယ်ပြီးပြီဆိုရင်သူ့ကိုကာလာလေးချိန်မယ်ကျွန်တော်ကာလာလေးချိန်ဖို့အတွက် material တဲ့ဟုတ်တော့မယ် manage တဲ့ material create new material မှာ rename ဒီကောင်1 stay ပေါ့နော် STAIN ဟုတ်ပါဘူး STAIR stay wall ဒီမှာဒီနားမှာထားမယ်ဒီကောင် appearance တွေကဘာရောက်နေထားမယ်သူ့ wall page เนี่ย light gray ထားမှာ light gray မှာ light gray history နဲ့ appearance apply okay ဒီမှာသူ့ဖြတ်ချအောင်မယ်နော်ဒါလေး ground floor ဒီကောင်ကိုကျွန်တော် split နဲ့ခွဲအောင်မယ်ဒါမှသူ့ကိုကျွန်တော်တို့ကဒီ color ချင်းလိုက်တဲ့အချိန်မှာ color ချင်းပါတစ်ခုလုံးမချင်းသွားမှာပေါ့နော်stair ground floor first floor လဲလို့ပဲ first floor မှာလဲ split လုပ်ရမယ်ကျွန်တော်တို့က first floor မှာလဲဒီနားမှာလုပ်ရမယ် split second floor မှာလဲ split လုပ်ရမယ်ဒီကောင်နဲ့အညီပေါ့ရပြီအဲဆိုကျွန်တော်တို့ကသူ့ကိုဒီနားမှာ stair wall ဆိုတာလေးနဲ့ color ချက်လို့ရပြီပေါ့နော်ဒီဘာရခြင်းလို့လဲဟောနော်ဒီ color လေးရပြီနော်ပြီးပြီဆိုရင်ကျွန်တော်တို့ကဒီကောင်လေးတွေကိုလည်း color ချက်မယ်နော်ရှင်းမနေစားပါ color တစ်ယောက်ချက်မယ်ဒီ color လေးပေါ့နော်သူကဘာအောင်လေးချက်အဖြူအောင်လေးချက်မလား manage FAC face ပေါ့နော် face ပြရတဲ့နေရာဝပိတ်နေရာဘာအောင်လေးချက်မလဲခူးဝိုင်လေးနဲ့ချက်မလားဒါနဲ့ချက်ကြအောင်ရမလားဒီနော်ဝိုင်ဖြစ်မယ်နော်